ဆိုင်နေမှာရောင်းတာတဲ့ပို့ပြီးတော့စားကောင်းတဲ့စီတမင်လုပ်နည်းလေးကိုအိမ်မှာအလွယ်တကူလှုပ်စားဖြစ်လို့အားလုံးကိုမျှဝေပေးချင်ပါတယ်။စီတမင်လုပ်ဖို့အတွက်ကောက်ငင်းဆန်ကိုနှစ်ပူးသုံးထားပါတယ်။မနက်စာအတွက်စီတမင်စားမှဖြစ်တဲ့အတွက်ညကလေးနဲ့အခုလိုမျိုးကောက်ငင်းဆန်လေးတွေကိုရေးဆေးပြီးတော့တညတော့စိန်ထားပေးလိုက်တယ်ပေါ့နော်။မနေ့ရောက်ပြီဆိုရင်ကတော့ဒီညကလေးနဲ့စိန်ထားတဲ့ရေလေးတွေကိုတုံပြီးတော့စကားလေးနဲ့စစ်ထားပေးလိုက်ပါမယ်။ကဲဒါဆိုရင်ကတော့စီတမင်စထိုးလို့ရတယ်ပေါ့နော်မြေပဲစီလေးကိုတုံးထားပါတယ်ပြီးရင်တော့စီပူလိုက်ရင်ချက်တူနီလေးကြီးစနင်းမုံလေးထည့်ပြီးတော့ကြော်ထားပေးလိုက်ပါမယ်အခုလိုမျိုးကြော်လာလိုက်တာရွှေဝါရောင်လေးတွေလည်းတန်းလာပြီးကျွတ်လာပြီဆိုလို့ရှိရင်ကတော့ပကံတစ်ခုတည်းမှာထည့်ပြီးတော့ဆယ်ထားပေးလိုက်ပါမယ်ချက်တူကြော်ထားတဲ့စီလေးတွေကိုပဲရေစိမ်ထားတဲ့ကောက်ညင်ဆန်လေးတွေကိုထည့်လိုက်ပါတယ်အရသာအတွဲစားလေးရယ်မွမွေးလေးဖြစ်တော့အောင်လို့ချင်းထောင်းထားတဲ့အရည်လေးတွေကိုပါညှက်ထားပါတယ်ပြီးရင်တော့တေချာလေးနဲ့ဆက်တော့အောင်လို့အခုလိုမျိုးမွေးပေးလိုက်ပါမယ်ပြီးရင်တော့စီတမင်လေးတွေဣထွားစေဖို့အတွက်ရေလေးကိုနည်းနည်းလေးပေါ့နော်လောင်းထည့်ပြီးတော့အခုလိုမျိုးလေးမွေးပေးလိုက်ပါမယ်ပြီးရင်တော့နောက်ထပ်ရေတစ်ခါပေါ့နော်နည်းနည်းလေးထည့်ပြီးတော့အဖုံးလေးအုပ်ပြီးတော့တည်ထားပေးလိုက်မယ်စီတမင်လေးတွေတစ်ဖက်နဲ့တစ်ဖက်အကျက်ညီအောင်လို့အခုလိုမျိုးလန်ပြီးတော့ချက်ထားရမယ်ပေါ့နော်လုံနီလေးကတော့တယောက်နဲ့တယောက်တူကြမှာတော့မဟုတ်ပေါ့နော်ဒါလေးကတော့ကျမအိမ်မှာလှူစားနေကြနီးလေးတိုင်းလေးပေါ့နော်အခုလိုမျိုးစီတမင်လေးတွေအကျက်ညီအောင်အပေါ်အောက်လန်ပြီးတော့ရင်ကတော့မီးလေးကိုနည်းနည်းလေးနဲ့အဖုံးလေးအုပ်ပြီးတော့နှက်တော်တဲ့အထိချက်ထားလိုက်ပါမယ်အခုလိုမျိုးအနေထားလေးရောက်ပြီဆိုလို့ရှိရင်ကတော့အရန်ကိုအနက်မွေးတဲ့စီတမင်လေးရပြီပေါ့နော်ကဲအခုဆိုလို့ရှိရင်ကတော့ကောက်ညင်စန်တာအီလေးနဲ့အပြင်သားကျွတ်ကျွတ်ကလေးဖြစ်တဲ့စီတမင်မွမွေးလေးရပါပြီရှင်ကျမကတော့မနက်စာလေးကိုအခုလိုမျိုးစီတမင်းလေးရဲ့ပဲပြုတ်လေးရဲ့စက်တွန်နီကြော်လေးနဲ့ပေါ့နော်ငါးကြော်လေးပါအခုလိုမျိုးလေးစားဖြစ်ပါတယ်ရှင်နောက်တဲ့ချက်နီလေးတွေသိချင်ရင်ကတော့ကျမရဲ့ channel လေးကို subscribe လုပ်ထားမမေ့နဲ့နော်